ဲတူပြောခေါ်လာတယ် ကျွန်တော်ခေါ်လိုက်တာ ဘာလို့မခေါ်လိုက်တာ သူလည်းပိုင်လို့နေမှာကျွန်တော်ရဲ့တငယ်ချင်းတွေကျွန်တော်လည်းပေါင်းလာတဲ့ကြာပြီတခါကျွန်တော်စော့ကြည့်တာလည်းကြာပြီဒါကြောင့်စော့အောင်လို့ကျွန်တော်ခေါ်လိုက်တာ ဘာလို့ခေါ်လဲဟာညီစကေးမရှိဘာမရှိနဲ့ ပငယ်ကတရားမအောင်မကြီးကျွန်တော်ဒီတိုင်းပဲသူကလည်းပိုင်ပြီးကျွန်တော်ခေါ်လိုက်တာပါ ညီစကေးတော့မရှိစကေးလည်းသူရတော့ သူလည်းပိုင်လို့နေမှာမကြီး ခေါ်နေဟာညီတို့ခေါ်မှာလားခေါ်မယ်သူခေါ် အဲ့လိုမလုပ်ပါနဲ့ကြာသူလည်းပိုင်လို့နေမှာမကြီး မင်းသူလည်းဆုံးပါတော့ငါ့သူနဲ့မဆုံးနိုင်ဘူးကွာ ဟုတ်တယ်ငါတို့ကတော့သူနဲ့မခေါ်နိုင်အဲ့ဒါဆိုရင်ဘာလို့ထွက်လိုက် ကျွန်တော်လည်းဒီနေ့စော့ရခဲ့ရေးဗျ အဲ့မင်းပိုင်အဲ့နဲ့ပိုင်တယ်ဟာငယ်ငယ်ကနေတော့ငါတို့မပိုင်ဘူး သူပိုင်နေဆိုတော့ကျွန်တော်ခေါ်လိုက်တာပါ ဒီသူပါတယ်ဆိုငါတို့ကတော့ထွက်မယ်တင်းချင်းလေးပဲ မင်းသူပါမဆိုငါတို့သူတို့နဲ့မဆုံးနိုင်ဘူးကွာ အဲ့တော့တိတ်တလို့ဆုံးပြလို့ရတယ်သူပါမယ်ဆိုတော့ငါတို့မဆုံးနိုင် အဲ့ဒါရပါတယ်ကျွန်တော်သူနဲ့ပဲသွားဆွလိုက်တော့မယ်မာကြီးကိုပဲသွားဆွလိုက်တော့လေးထွန်လို့ကျွန်တော်သူနဲ့ပဲသွားဆွတော့မယ်ဆိုပြီး When you're weary and worn, just picture an oasis in front of you. တာကြီးဘာမြူတာရလူတွေကထိနေမထားနေရအောင်သူတို့မပါလဲဘာမြူကွာငါမင်းနဲ့စောရရင်ပြောတယ်ကွာမင်းရဲ့ငါရဲ့ပဲစောနေတာကြီးပြည့်ပြည့်ဘာမြူရ